ဒီစာအုပ်ကကျွန်တော်2012ထောင်ဝန်းလုပ်ပြီးတော့2013မှာပုံနှိပ်ထုတ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်2008ကနေပြီးတော့2012အထိကျွန်တော်၄နှစ်တာထောင်ထဲမှာဖြတ်သန်းခဲ့တဲ့ကာလပေါ့နော်2008မှာကျွန်တော်မတရားဖမ်းဆီးခံရတယ်ပြီးတော့အင်းစိန်ထောင်မှာတစ်နှစ်လောက်ကျွန်တော်နေရပြီးတော့2009အတွင်းမှာဒီဖန်ထောင်ဘက်ကိုကျွန်တော်ရွှေ့တယ်ပေါ့နော်အဲ့ရနေပြီးတော့လွတ်တဲ့အချိန်ထိကျွန်တော်ဖန်ထောင်မှာနေခဲ့ရတယ်ဖန်ထောင်ရောက်တဲ့ကာလမှာစာရီလည်းဖတ်ခွင့်ရတယ်လို့ကျွန်တော်တို့မိသားစုရှိကိုစာလည်းပြန်ပြီးတော့ရေးခွင့်ရခဲ့တယ်ပေါ့နော်အဲ့ကာလအတွင်းမှာကျွန်တော်ညီကိုရည်ရွယ်ပြီးတော့ကျွန်တော်ပေးစာတွေပေါ့နော်ပေးစာတွေကျွန်တော်တောက်လျှောက်ရေးခဲ့တယ်အဲ့ဒီပေးစာတွေကိုကျွန်တော်ထောင်ကထွက်လာတဲ့အချိန်မှာဒီလူခေတ်ဂျာနယ်ကပုံမှန်ပတ်စဉ်ပေါ်ပြခဲ့တာရှိပါတယ်အဲ့ဒီလူခေတ်ဂျာနယ်မှာပေါ်ပြခဲ့တဲ့ညီလေးရေးဆိုတဲ့ပေးစာတွေကိုဒါစာအုပ်ဖြစ်နေတာ2013မှာပဲပြန်ပြီးတော့ဒါထုတ်ပေးခဲ့တာဖြစ်ပါတယ်ဒီတဲကစာတွေကခေတ်ကာလဒီစုံတရားကြာလာပြီဆိုပေမဲ့လည်းခုခေတ်ကာလလူငယ်တွေအတွက်လည်းအကျိုးရှိမယ်လို့ကျွန်တော်ထင်တယ်တိတ်ပြီးတော့လည်းကွဲပြားခြားနားမှုတွေကရှိမနေပဲနဲ့အဲ့ကာလတော့အတိုင်းပဲပေါ့နော်အခုကာလကလည်းမတရားတဲ့စစ်အာဏာရှင်တွေကတိုင်းပြည်ကိုဒီအာဏာကိုမတရားလူယူဖို့ကြိုးစားပြီးတော့ပြည်သူကိုဖိနှိပ်နေတဲ့ကာလဖြစ်တော့ခုခေတ်လူငယ်တွေအတွက်လည်းစုံတရားအကျိုးရှိမယ်ထင်လို့ဒီစာလေးတွေကိုကျွန်တော်ပြန်ပြီးတော့ဖတ်ပြခွင့်ပြုပါလို့အခုကျွန်တော်ပထမဆုံးဖတ်ပြမယ့်စာကတော့ဒီ2009ခုနှစ်တုန်းကရေးခဲ့တဲ့စာပေါ့နော်ဒီစာထဲမှာလူနဲ့ပတ်ဝန်းကျင်နောက်ပြီးတော့ကြက်တဲတဲ့စီးနဲ့စီးလို့ဝါလို့နောက်ပြီးတော့အများအတွက်အလုပ်လုပ်တယ်လို့မိသားစုကိုလည်းအလေးထားဖို့နောက်စုတူပြုကိစ္စ E+R = O ဆိုတဲ့ equation စတဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်ထည့်ရေးထားတာရှိတယ်ဒီစာအုပ်ရေးတော့ကအမေရိကန်သမ္မတကအိုဘားမားဖြစ်တယ်အဲ့တော့သူ့အကြောင်းအချို့ပါတယ်ပေါ့နော်တာဝန်ကြီးကြီးယူထားတဲ့သူတယောက်မှားတယ်ဆိုရင်ပတ်ဝန်းကျင်အကြီးကြီးကလူများစွာကိုထိခိုက်တယ်တက်ရောက်တယ်ဆိုတော့ဒီစာထဲမှာပါတဲ့သဘောတရားပေါ့နော်ဒါကိုအခုတော့ကဘာကြီးတစ်ခုလုံးလည်းကောင်းကောင်းခံစားနေရတဲ့အချိန်ပေါ့အဲ့တော့ကျွန်တော်ဒီစာကိုကျွန်တော်ညီကိုတိုင်တယ်ရေးတာဆိုတော့ညီလေးရေးဆိုပြီးတော့ကျွန်တော်တိုင်တယ်ထားတာတွေရှိတယ်ဒါပေမဲ့လည်းဘယ်သူမဆိုပေါ့နော်ဒီစာကျွန်တော်ဖတ်ပြတာကိုနားထောင်ပြီးတဲ့အခါမှာဆက်တွေးကြည့်ကြပြီးတော့ဇုံတရားကျွန်တော်တို့ငင်းငင်ခုန်နေတယ်ဆိုရင်လည်းပဲဆက်တွေးပြီးတော့ကျွန်တော်နဲ့လာပြီးတော့ငင်းခုန်လို့ရပါတယ်ဆိုတာလေးပြောချင်ပါတယ်ညီလေးအဖေနဲ့အမေကငါ့ကိုတစ်လားတစ်ခါပုံမှန်လာတွေ့နေလို့တွေ့နေရပါမယ်မင်းနဲ့တော့မတွေ့ရတာတော်တော်ကြာသွားပြီငါအိမ်မှာရှိတော့ကလည်းမင်းကမင်းဘာသာမင်းနေငါကလည်းစကားနဲ့မင်းကိုတယောက်အနေနဲ့ပြောလိုက်တဲ့စကားတွေတော့သိမပြောပြခဲ့ဘူးငါမင်းကိုစကားနဲ့ဘာမှပြောဆိုဆုံးမမနေပေမဲ့ယောက်ျားတယောက်လူငယ်တယောက်အနေနဲ့ဘလို့နေထိုင်ပြောဆိုပြုမှုတင်တယ်ဆိုတာကိုကိုယ်တိုင်နေထိုင်ပြခဲ့ပါတယ်အခုတော့မင်းနားမှာငါရှိမနေနိုင်ဘူးအဖေနဲ့အမေရှိပေမဲ့အဖေတို့အမေတို့ကလည်းသိတဲ့အတိုင်းကို့သားသမီးဆိုဘာမှတိတ်ပြောတာမဟုတ်ဘူးအဲဒီတော့မင်းဘလို့နေမလဲဘဝကိုဘလို့ဖြတ်တန်းမလဲဘာကိုယုံကြည်မလဲဆိုတဲ့နေကုန်းတွေအတွက်မင်းကပြောချင်တာတွေရှိလာတယ်လူတိုင်းမှာသူနဲ့ထိစပ်ပတ်သက်နေတဲ့ပတ်ဝန်းကျင်ဆိုတာရှိတယ်လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုအလုပ်ကိုင်တွေဟာသူနဲ့ထိစပ်ပတ်သက်နေတဲ့ပတ်ဝန်းကျင်ကိုတနည်းနည်းနဲ့တော့တက်ရောက်မှုဖြစ်တယ်အဲ့ဒီသဘောတရားနဲ့ပြောင်းပြန်မယ်ပတ်ဝန်းကျင်ကလူတစ်ယောက်ရဲ့တက်ရောက်မှုကိုပြန်တုံ့ပြန်တဲ့အခါမှာအဲ့ဒီတုံ့ပြန်မှုကအဲ့ဒီလူကိုပြန်ပြီးတော့တက်ရောက်တယ်မင်းနားရှုပ်သွားပြီလားမင်းမြင်တော့ငါပုံဆွဲပြမယ်ဒီပုံထဲကအတိုင်းပေါ့လူတစ်ယောက်ရဲ့ပြုမှုမှုကပတ်ဝန်းကျင်ကိုတက်ရောက်တယ်ပတ်ဝန်းကျင်ကတုံ့ပြန်တဲ့အခါမှာအဲ့ဒီတုံ့ပြန်မှုကလူတစ်ယောက်ပေါ်ကိုပြန်တက်ရောက်တယ်မရှင်းသေးရင်ဥပမာထပ်ပေးမယ်ကွာမင်းကလူအုပ်ထဲကိုခဲတစ်လုံးပစ်သွင်းလိုက်တယ်ဆိုပါစို့အဲ့ဒီခဲကလူအုပ်ကိုထိသွားတယ်အဲ့ဒါကမင်းရဲ့ပတ်ဝန်းကျင်ပေါ်ပေးလိုက်တဲ့တက်ရောက်မှုအဲ့ဒီအခါလူအုပ်ကြီးကဒေါသထွက်ပြီးတော့မင်းစီကိုခဲတွေနဲ့ပြန်ပစ်မယ်ဒါဆိုရင်ဒါကပတ်ဝန်းကျင်ရဲ့တုံ့ပြန်မှုအဲ့ဒီတုံ့ပြန်လိုက်တဲ့ခဲတွေကမင်းကိုလာမှန်မယ်အဲ့ဒီတော့အဲ့ဒီပတ်ဝန်းကျင်ရဲ့တုံ့ပြန်မှုကလည်းမင်းပေါ်တက်ရောက်မှုပြန်ဖြစ်သွားတယ်အဲ့ဒီအခါမင်းကတုံ့ပြန်သူဖြစ်သွားပြီအဲ့ဒါကြောင့်မင်းသိထားရမှာကလောကကြီးဟာတက်ရောက်မှု action တုံ့ပြန်မှု reaction တွေနဲ့တန်တရားလဲနေတယ်ဆိုတာပဲ
အခုဆိုရင်တိုးတက်နေတဲ့ခေတ်ကာလကြီးကလူတူးချင်းစီရဲ့လုံနိုင်စွမ်းတွေကိုမြင့်ပေးလိုက်တဲ့အခါအဲ့ဒီလူတစ်ယောက်ရဲ့လှုပ်လိုက်တဲ့အလုပ်တက်ရောက်မှုဟာပတ်ဝန်းကျင်အကြီးကြီးမှာသွားပြီးရိုက်ခတ်တာမျိုးတွေဖြစ်လာတယ်။ဥပမာကွာအခုချိန်အိုဘားမားတစ်ချက်မှားကြည့်ပါလား။တကမ္ဘာလုံးရဲ့နေရာတော်တော်များများမှာအနုမြူပုံးတွေထပေါက်ကြလိမ့်မယ်။ဒါကဥပမာပေးတာပါ။မင်းတတိချာချာမှတ်ထားရမှာကကိုယ့်ရဲ့လုပ်ရက်တစ်ခုဟာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုရိုက်ခတ်တယ်။အဲ့ဒီလိုပဲပတ်ဝန်းကျင်ရဲ့လုပ်ရက်တွေဟာကိုယ့်ကိုပြန်ရိုက်ခတ်တယ်ဆိုတာပဲကိုယ်နဲ့ပတ်ဝန်းကျင်ကြားမှာချိတ်ဆက်ထားတဲ့မျက်စိနဲ့မမြင်နိုင်တဲ့ကွင်းဆက်တွေကိုဉာဏ်ပညာနဲ့မြင်အောင်ကြည့်တတ်ရမယ်ပြီးတော့သတိထားရမယ်ဒီနေရာမှာအရေးကြီးဆုံးစကားတစ်ခုကဝင်လာတယ်အဲ့ဒါကဘာလဲဆိုတော့တာဝန်သိစိတ်ဆိုတာပဲလူတစ်ယောက်ဟာအစွန်းတစ်ဖက်ကနေလွတ်မြောက်ဖို့ကြိုးစားတဲ့အခါရုန်းကန်အားများပြီးအထင်အကွက်မဲ့ဖြစ်သွားတတ်တယ်အဲ့ဒီအခါကိုလွတ်ချင်တဲ့အစွန်းတစ်ဖက်ကနေလွတ်ထွက်သွားပေမဲ့အခြားအစွန်းတစ်ဖက်ကိုရောက်သွားတာမျိုးကြုံရနိုင်တယ်ဒီပုံလေးတွေကအတိုင်းပဲလွတ်လပ်ခြင်းကိုလက်တစ်ဖက်ကစုပ်ကင်ထားရင်စီးလို့ဘာလို့ဖြစ်သွားတာမျိုးလည်းမဟုတ်တဲ့နေရာမှာနေနိုင်အောင်ငါတို့ရဲ့စိတ်တွေကိုငါတို့ပြိုးထောင်နိုင်ရလိမ့်မယ်လောကမှာရိုက်ချိုးဖြက်စီးလို့မရတဲ့စီးတွေရှိတယ်အဲ့ဒီအကြောင်းကိုတော့နောက်မှအေးအေးဆေးဆေးထပ်ပြောပါအောင်မယ်အခုတော့ဒီလောက်ပဲမှတ်ထားအောင်ပေါ့အရန်ကျင်းတဲ့ဘောင်ထဲမှာလည်းမနေနဲ့စီးလို့ဝါလို့လည်းမဖြစ်စေနဲ့ဟုတ်လားအစွန်းနေနဲ့ပတ်သက်လို့တခုပြောရအောင်မယ်အိုဘားမားရဲ့ဇနီးမီရှယ်ကအင်တာဗျူးတစ်ခုမှာသူ့ခင်မောနဲ့ပတ်သက်ပြီးဒီလိုပြောမှုတယ်အဲ့ဒီလိုမျိုးခေါင်းဆောင်မျိုးကိုကျမကလိုချင်တာကုတ်ကလေးတွေကိုအလေးထားပြီးသူတစ်ပါးအတွက်အပြင်ထွက်တိုက်ပေးနိုင်မဲ့သူမျိုးပေါ့တဲ့အိုဘားမားရဲ့အစွန်းမရောက်မှုကိုပါပါလေးပြစ်ပြလိုက်တဲ့စာနာပဲဆရာဗမော်တင်အောင်ရေးတဲ့မြိုင်းဆိုတဲ့စာအုပ်ထဲကဇက်ကောင်မြိုင်နဲ့သူ့ရဲ့အမျိုးသားကိုတင်ဦးကတော့အဲ့လိုမဟုတ်ဘူးကိုတင်ဦးကအများအတွက်မိသားစုကိုတိတ်အလေးမထားပဲအလုပ်လုပ်တယ်ကိုယ့်ရဲ့ဇနီးမယားကိုယ့်ရဲ့မိသားစုဟာလည်းအများပြည်သူတွေကအစိတ်ပိုင်းတစ်ခုဖြစ်တယ်သူတို့ကိုလည်းတန်ဖိုးထားပြီးအချိန်ပေးရမယ်ဆိုတဲ့စိတ်မျိုးသူ့မှာမရှိဘူးဒါလည်းအစွန်းတစ်ဖက်ကိုရောက်နေတာပဲနောက်အစွန်းတစ်ခုကဒီထက်ပိုဆိုးတယ်လူအများဆိုတာကိုမစင်စားပဲကိုမိသားစုအတွက်ပဲအလုပ်လုပ်တဲ့လူမျိုးပေါ့ဒီအစွန်းကပထမအစွန်းထက်ပိုဆိုးတယ်ဒါပေမဲ့အစွန်းတစ်ဖက်စလုံးလွတ်အောင်နေနိုင်ရင်တော့အကောင်းဆုံးပေါ့အများအတွက်အလုပ်လုပ်ရမယ်တစ်ချိန်တည်းမှာပဲကိုမိသားစုကိုလည်းအလေးထားရမယ်ကိုမိသားစုအတွက်အလုပ်လုပ်ရမယ်တစ်ချိန်တည်းမှာပဲအများအတွက်လည်းထည့်သွင်းစဉ်းစားရလိမ့်မယ်ဒါမှလည်းလူသားဆန်တဲ့လူပီတတဲ့လူဖြစ်လိမ့်မယ်နောက်တစ်ခုမင်းကပြောချင်တာကပညာရှာဖွေမှုအပိုင်းပဲစုတုပြုဆိုတဲ့စကားကိုမင်းကြားဘူးမှာပေါ့ငါတို့ထက်အတွေ့အကြုံရင့်ကျက်တဲ့သူတွေပြောတာရေးထားတာတွေကိုဖတ်ရှုရမယ်မှတ်သားရမယ်လိုအပ်ရင်စုဆောင်းရမယ်ဒါကစုအဲ့ဒီအတွက်စာများများဖတ်ရမယ်ဆယ်မနာတွေပြပွဲတွေဟောပြောပွဲတွေတွားရမယ်အင်တာနက်ထဲမှာလည်းရှာဖွေဖတ်ရှုမှတ်သားပြီးစုဆောင်းရမယ်နောက်ပြီးတော့သူတို့ကိုအတုခိုးရရမယ်ကိုအားကြတဲ့သူကိုလေးစားတဲ့သူတွေကိုအတုခိုးရမယ်ဒါကတုနောက်ဆုံးတစ်ခုကတော့ပြုစုဆောင်းထားတာတွေလေ့လာအတုခိုးတာတွေမှာအတွေ့အကြုံယူပြီးကိုယ်တိုင်ပြုလုပ်နိုင်တဲ့အဆင့်ကိုတက်လှမ်းနိုင်အောင်ကြိုးစားရလိမ့်မယ်အင်္ဂလိပ်လိုပြောရင်တော့ collect imitate create ပေါ့ဒီနေရာမှာလဲလူ၃မျိုးပွဲသွားတယ်ပထမလူကစုအဆင့်မှာပဲရက်နေတယ်သူစီမှာသူများပြောတဲ့အချက်လက်တွေ data တွေစကားတွေအကုန်ရှိတယ်သူပါဇက်ကနေအဲ့ဒါတွေပဲထွက်ကြလာတယ်ဘသူကဘာပြောတယ်ဘသူကတော့ဘလို့အစသဖြင့်ပေါ့ကွာဒုတိယလူကတော့စုအဆင့်ကိုကြော်ပါရဲ့ဒါပေမဲ့သူကလည်းတုအဆင့်မှာပဲရက်နေတယ်သူလို့သမျှအလုပ်တွေသူပြောသမျှစကားတွေသူဖန်တီးသမျှအားလုံးဟာသူများသုံးပြီးသားအဟောင်းတွေကြီးပဲဖြစ်နေတတ်တယ်အသစ်တွေကိုသူ့စီကနေမျောလင်းလို့မရဘူးတတိယလူကတော့ပြုဆိုတဲ့အဆင့်အထိတက်လှမ်းနိုင်တယ်ဖတ်တယ်မှတ်တယ်လေ့လာတယ်စုဆောင်းတယ်လိုအပ်ရင်အတုခိုးတယ်ဒါပေမဲ့အဲ့ဒီအဆင့်တွေထဲမှာလည်းရပ်မနေပဲနဲ့စုထားသမျှတုထားသမျှတွေကိုအကူပစ္စည်းတစ်ခုတစ်ဖွဲ့အသုံးချပြီးတော့အသစ်တစ်ခုကိုကိုယ်တိုင်ဖန်တီးပြုလုပ်လာနိုင်အောင်စူးစမ်းအားထုတ်တယ်အဲ့လိုလူတွေရှိနေလို့သာငါတို့ရဲ့ကဘာကြီးဟာလက်ဆက်နေတာပေါ့ငါတို့လိုလူငယ်တွေအနေနဲ့အဲ့ဒီအဆင့်တွေကိုတစ်ဆင့်ချင်းဖြတ်တန်းဖို့လိုလိမ့်မယ်
အဓိကကတော့တဆင်ချင်းတက်ပါအမြင့်ဆုံးထိရောက်အောင်တက်ပါပြီးရင်အောက်ကိုတော့နည်းနည်းပြန်ငုံကြည့်ပါအဲ့တော့မင်းစာမများဖတ်ပါအခုပညာရပ်ဆိုင်ရာဟောပြောပွဲတွေလုပ်နေတာကိုလည်းဖြစ်နိုင်ရင်သွားပါညီလေးအခုငါကအားလုံးနဲ့ခွဲခွာနေရတယ်တကယ်ဆိုရင်ဒီအချိန်ကြီးဟာတမယိုးကြတွေးကြည့်မယ်ဆိုရင်တော့ငါအတွက်ရောမိသားစုအတွက်ပါစိုးဝါးတဲ့အချိန်တွေတစ်ခုပေါ့ဒါပေမဲ့ဒီလိုပြောင်းတွေးကြည့်တယ်ငါမရှိတဲ့အတွက်မင်းဟာအိမ်ကအလုပ်ကိုဦးစီးရပြီးတာဝန်သိစိတ်တွေတိုးလာမယ်လုပ်ငန်းသဘောတဘာဝနဲ့ပညာရဲ့အမြင်တွေလည်းတိုးလာမယ်ဆိုရင်ဒါဟာငါတို့မိသားစုအတွက်အမြတ်ပဲပေါ့ငါအတွက်ကလည်းဘာမှအရှုံးမရှိပါဘူးတိုင်းပြည်နဲ့မိသားစုအတွက်ဘာမှကိုထိလက်ရောက်လုပ်မပေးနိုင်တာကလွဲလို့အားလုံးအဆင်ပြေပါတယ်စာလဲရှင်နေပြီးငါဖတ်ဖူးတဲ့စာအုပ်တုပ်ထဲကညီများချင်းတစ်ခုနဲ့ငါစာကိုအဆုံးသတ်မယ် E plus R equal to O E ကတော့ event အဖြစ်အပျက် R က response တုံ့ပြန်မှု O ကတော့ outcome ရလဒ်ဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေကတော့အားလုံးအတွက်အတူတူပါပဲဒါပေမဲ့အဲ့ဒီအဖြစ်ပျက်တွေကိုဘလို့တုံ့ပြန်တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးရလဒ်တွေကွဲသွားတတ်တယ်တခါတခါမှာအဖြစ်အပျက်တွေကကိုဘလို့မှရှောင်လွှဲငင်းဆန်လို့မရတာမျိုးတွေရှိတယ်ဒါပေမဲ့ငါတို့ရဲ့တုံ့ပြန်မှုတွေကိုတော့ငါတို့ပဲပိုင်တယ်အဲ့ဒီတော့အဖြစ်အပျက်တွေတိုင်းကိုကိုယ့်ဘက်ကဘလို့တုံ့ပြန်မလဲဆိုတာမှန်မှန်ကန်ကန်ရွေးချယ်တတ်ဖို့လိုလိမ့်မယ်။မကြီးဘလို့အဖြစ်အပျက်တွေဖြစ်လာပါစေကောင်းသောရလဒ်တွေထွက်လာဖို့ကောင်းသောတုံ့ပြန်မှုတွေကိုပဲငါတို့တုံ့ပြန်ကြတာပေါ့။အဲ့လိုဖြစ်ဖို့အတွက်ကလည်းတိတ်တော့မခက်လာပါဘူးကွာ။မင်းလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးတယောက်ဆိုတော့ဗုဒ္ဓဘာသာရဲ့အနှစ်သာရဗုဒ္ဓရဲ့ဆုံးမဩဝါဒတစ်ခုကိုပဲနှလုံးသွင်းပါ။အဲ့ဒါကမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားရတဲ့ဒါပဲငါညီနောက်တော့ထပ်ရေးပါအောင်မယ်ချစ်ချင်းမြတ်တာကိုမျက်နှိုးပါဉာဏ်ပညာကိုတန်ဖိုးထားပါအနုပညာကိုခံစားတတ်ပါစေမင်းရဲ့ကိုယ်လက်ကောင်းသောရဲ့တဲ့နဲ့လူငယ်လေးတယောက်ဖြစ်ပေါ်ကွာလူသားတိုင်းအပေါ်မှာချစ်တဲ့စိတ်ကလေးထား